ခင်မုန်းသက်ဝေဂေလာရင်ရှင်ဘီရင်ဆိုတာဆန္ဒရှိရဖို့ပြောနိုင်တဲ့နေရာလို့ကျွန်တော်ထင်ခဲ့တယ်။နည်းနည်းချာချာအိမ်မှာခင်မုန်းသက်ဝေအဖိုးရန်ကျဲလေးတစ်လုံးကျွန်တော်ထုတ်ထားရပါတယ်။မျက်စောင်းတွေနဲ့ပလင်တော့မပြောပဲရေပြနေရတဲ့တိတ်တော့ရိုင်းတော့မြူတော့စီးပြေစာတင်မောကြီးတွေကမြစ်လယ်မှာတရွေ့ရွေ့ပြန်တွေးကြဖို့စီစဉ်သည်ရှိ၏မရှိ၏ဘာမှမရခဲ့ပါဘူးဘာမှမရခဲ့လို့သာကြပြစရာဖြစ်နေတာလေတခုခုရလိုက်ဖို့ရင်တခြားလိုဖြစ်တော့တော့မှာပေါ့ခင်ဗျာတော်ရဲ့အဲ့ဒီလိုနဲ့ပဲကိုပန်းပွင့်ကိုရွက်လို့တိုင်းပေးရပေးလေမိုက်မဲခက်ခွာတော့ပါပြီဒါမှလည်းစင်အဲ့ဒီလက်မှာခင်းထားပါကလေးညကလက်မခံတော့ရင်ကမ်းမတင်မယ်ဘေကမ်းမလက်မခံတော့ရင်ရောတယ်တောင်ပင်လေကိုမျောလို့ပန်းသုံးပွင့်သာလူပေးခွဲကလေးတီတွေဝေရင်းထဲမှာဘုံကျော်လမ်းကခိုးတွေတိမ်ရွက်တကြတာတည်တယ်မုန်းစရာချင်းတော့ခင်ဗျာတော်ရဲ့ဒီကြောင့်ထရန်နဲ့မစ္စတာရှီကိုမစ်ကောပို့မယ်အချစ်တဲ့ဒေါ်လာဈေးတွေကျော်လာကြောင်းမနစ်ကဓမ္မဘီရိတ်ကိုပဲမဟုတ်လားအညာသားလေးရောက်တဲ့ရခိုင်မုတ်တီရဲ့ရရတယ်နော်ခင်ဗျာတော်ဝင်ကျွန်တော်ကလည်းကျွန်တော်ပါပဲတိမ်မြင်တောင်းမြင်ခင်ဗျာတော်ဝင်ကိုပဲတိုင်ပင်ချင်နေမိတယ်ကန္နာလန်ကိုပြန်လာပဲကောင်းပါပါလိုက်တကားလေတကားမှာကျွန်တော်လွမ်းကြောင်းကြားပါရဲ့လားခင်ဗျာတော်ဝင်ဇယင်းကြီးအဆောင်နဲ့တစ္ဆာတီအဲ့ဒီခင်ဗျာတရှင်တွေဖွင့်တဲ့လက်ဖေးဆိုင်လေးကိုမရောက်ဖြစ်တော့တာကြားပြီခုနောက်ပိုင်းစီကရက်တစ်စိတ်အစ်တွေတောက်ဖြစ်တယ်ပြည်တင်ခန်းစီအနီးရင်လဲတယ်ရှောင်းပေးရဲ့အိုင်မဆိုင်ကိုပြန်ကြည့်နေတယ်တဲုံလေးပြေမောင်ကိုစိတ်တချင်းကို new version လုပ်ကြည့်တယ်မျောလင်းချက်တန်တရားမှလေးဆိုတဲ့တကြောင်မှာ edition တင်နေတယ်စိတ်ဟောလေးတွေ့တော့တွေ့ပါရဲ့ကျွန်တော်မဖြူစင်ချင်တော့ခင်ဗျာတော်ဝင်မီးအောင်လေးပေါ့အဝေးမှာတယောက်ယောက်ကိုမလောင်နေတာဖြစ်ပဲလာတာလိုက်တာလို့တယောက်တည်းပြောနေရတဲ့ဒုက္ခကိုတော့မုန်းလာတယ်ကျွန်တော်လက်လို့လာတော့တန်ကြောင်ခောက်တန်စတဲ့ချက်ကြားရတယ်၄နာရီကိုဘသူထိုးသွားခဲ့ပါလိမ့်ခွဲပြန်အိလို့မဖြစ်တော့ဘူးလေ MPT message တွေဝင်လာတယ်ကျွန်တော်တို့နှစ်ယောက်လုံးမုန်းတာတွေကခုထိဆက်ဖြစ်နေကြတာခက်တယ်တန်တရားနဲ့ကျွန်တော်နဲ့နှစ်ပေါင်းတစ်ပေါင်းရိုက်ထားတာကြောက်ပြရအောင်မယ်မပြက်ပြက်စီနဲ့လို့ပေါ့ကြားရတာခင်မောတော်ဝဲတနက်ခါပန်လေးတစ်ခါခိုင်ထူးရဲ့ဝေးကောချင်းကတို့အတွင်မှာငှက်လေးတွေကိုမမောင်းလိုက်နဲ့တော့လို့ရပြခဲ့မှုတဲ့မိကောင်းရဲ့တည်တန်းစာပြတစ်ပိုင်းဘာမှပြန်အမ်းရမလို့ပါဘူးလိုက်ပြရင်တို့လေးတစ်ခုတော့ပြန်မအမ်းပါနဲ့ဆိုင်ညက်လေးတစ်ချောင်းတော့မှပြန်မအမ်းခဲ့ပါနဲ့အနက်ဆူဆူလက်သေးဖြစ်စေတပလေလော်ရင်နှခမ်းနေရတင်ချရတဲ့တစ်ခွာတစ်စိတ်တ िश ူလေးကတရွာဘာမှပြန်မအမ်းလိုက်ပါနဲ့ခင်ဗျာတော်ဝဲတန်ရတန်ကြီးသာပြီးချခဲ့တာပါစကထားလေးဝတ်ကြည့်မယ်တော့ခင်ဗျာတော်ဝဲရေကန်အလေးမှာဂျာပန်နှစ်ပွင့်မိမလာလေးက၄ယောက်ဖြစ်နေတဲ့ဘလို့ပန်းကြမှာလဲခွဲပန်းပေးပြီလားခင်ဗျာတော်ဝဲပြီးတဲ့ပန်းကိုပေါင်းလိုက်တော့သုံးဝေးပြည့်သွားတာပေါ့နော်ခင်ဗျာတော်ဝဲကပန်းစရာမှမလိုတာကွယ်လက်ပန်းလက်မှုရညွတ်ပြူသည်တင်ကုန်းချွေတွေစောတော်အေးလို့နှက်ရှင်တော်လို့လဲဘာဖြစ်တယ်ညာဖြစ်တယ်မလီသီး6ချက်နဲ့နေ့တိုင်းလာတိုင်းကျွန်တော်မပြောတော့ခင်ဗျာတော်ဝဲကြော်ခိုင်လို့မှခြေစဲလည်းမပြည့်ခင်အရင်နေရာကနင်းနေနာလာတယ်
ရော့နှစ်ပတ်ခင်မုံသက်ဝေတစ်ခွက်ရောပေးပါညီလေးဘောကစုံကိုခင်မုံသက်ဝေစိတ်ကောင်းသလိုဘောက်ဆက်လေးကြောပေးပါခီးစီရှော့ဟေးခင်မုံသက်ဝေကမချွေတတ်ဘူးမိဟင်းရလဲကွာခင်မုံသက်ဝေမျက်ဆောင်လို့မချူပါလားနန်းနန်းမင်းအုပ်ပါညီလေးရဲ့ကျွတ်သွန်ဖြူလေးပါတဲ့တက်လေးခွေးကနေပေါ့ secret တပွဲချဘယ်မှနှက်စီနေရဘူးခင်မုန်းသက်ဝေများများပောက်ပွေပါကွာအရှိကောင်းမင်းမှာဟိုရညို့ပြီလားတဆောင်တက်ပါတော့မယ်ခင်မုန်းသက်ဝေတက်ကြငက်လေးတွေတော့ခုတလောစောင့်ကြကြတော့မယ်အဲ့ဒီသနကကြည်စံမှာကျွန်တော်လိပ်စာပါတယ်မဟုတ်လားဒီတက်ဖိတ်စာမှာပုံညက်ပင်ချီအိမ်နံဘက်ကဝရှိကင်ကွယ်လုံးနဲ့ခုနဲ့ကပြာနဲ့တက်လုံးချစ်တဲ့သူများရေးသားတောကမျိုးတော့မမိပါနဲ့တော့ခင်မုန်းသက်ဝေတမြင်းမြကျွမ်းလောင်ခြင်းမတိုင်မှာဆင်းဖို့အားလုံးကိုပြောပေးခွေတစ်ချက်တည်းနဲ့တရားပြည့်စုံခြင်းပါတယ်ကျွန်တော်ညှစ်လိုက်ပါတော့မယ်ငှက်လေးတစ်ကောင်ဖြစ်ပြရစီလို့ကျွန်တော်ဆုတောင်းပြီးတဲ့အခါအားလုံးရက်လိုက်ပါတော့မယ်ရက်ဆက်ယူရစွာတစ်ချက်တည်းဖြစ်ပါခင်မုန်းသက်ဝေရဲ့နှစ်ပြည်မနဲ့ထပ်မှတွေ့ကျွန်တော်တို့မမေ့ကြကြလေနော်ရန်ကုန်စိတ်ကိုလည်းသတိရပါတီတာဥကိုလည်းသတိရပါကန်တင်ကမမကြီးဆိုင်ကိုလည်းသတိရပါတိန်တော်ကြီးနဲ့ညုံဝစိတ်ကံတပြေတန်းနဲ့ယူကလစ်ပင်ရွှေမြင့်တင်မှာတောင်းတဲ့စုမှန်သမျှခုနိုင်ပါခင်မုန်းသက်ဝေကောင်းသောမနဲ့ခင်ပါဆိုတာကိုတော့မနဲ့ပြန်မနဲ့မှာမျက်နှာစိမ်ခုပြလေးတစ်ကောင်လာပြောပါလိမ့်မယ်သူကိုမထောက်လိုက်မနဲ့နော်ခင်မုန်းသက်ဝေကောင်းရမွေရရောက်ပါစေကျမ်းပါပါစေချမ်းမြေပါစေကျွန်တော်တော့